မင်္ဂလာပါအခုလက်ရှိမှာတော့ကျွန်တော်က73မိုင်ကိုရောက်ရှိနေပါတယ်ကျွန်တော်နောက်မှာမြင်တဲ့တောင်တန်းနေနဲ့နီးစက်ရတဲ့နေရာကျွန်တော်73မိုင်မှာကျွန်တော်တို့အပန်းလာပြရဖြစ်ရပါတယ်အချိန်အပြည့်ဆိုကျွန်တော်တနင်္လာခွဲနေပြီနော်ဒီလကုန်မနေ့ပြန်ဆိုကျောင်းနေစအဲ့တော့မယ်ကျောင်းနေစတက်ရတော့မယ်ကျောင်းလက်စားလေးပြန်တင်ရတော့မှဖြစ်တဲ့အတွက်ကြောင့်အရင်လိုမျိုးမအားနေနိုင်တော့ဘူးနော်အဲ့ဒါမအားနေနိုင်တဲ့ဂျားထဲမှာပဲကျွန်တော်တို့အခုလည်းရေတောင်းနေပက်လဲဝိုင်းနေတယ်ကျွန်တော်73မိုင်တကူတစ်ခါထိလာပြီးတော့မှကျွန်တော်လာပြီးတော့မှ relax လုပ်ပါလာ change လုပ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကရေကူးလားဆိုတော့ရေတော့မကူးရှင်တော့ဘူးဘယ်လိုဆိုနေတာပူလို့ခံလာတယ်ဟိုနောက်မှဆိုလဲဒုက္ခဝတီမြစ်ခေါ်လာမသိဘူးတောင်းတိုင်းတယ်တကယ်မိုက်တယ်တကယ်ဘက်ကတကယ်လာတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုဒီ73မိုင်ကတော့ sponsor မပေးပါဘူးနော်ကျွန်တော်တို့ sponsor မပေးဘူးဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်73မိုင်ကိုရောက်ရှိနေဆိုတဲ့ဥစ္စာလေးကိုကျွန်တော်မှတ်တမ်းတင်ထားရုံတော့ပါပဲနောက်မှဆိုရင်ကျွန်တော်ရေကူးကန်ပက်လေဗျာတောင်နေပဲဝိုင်းနေတာတောင်နေတော့ဝိုင်းနေဟိုနောက်မှဆိုရင်လည်းတောင်တော်ဒီမှာဒုက္ခဝတီမြစ်ခေါ်လာတော့မသိဘူးအသေးချာတော့မသိဘူးပေါ့နော်ဆိုတော့ view ရှုခင်းလေးတွေကျွန်တော်တောင်တန်းတွေကိုကျွန်တော်နည်းနည်းပြမယ်တောင်တန်းတွေကိုနည်းနည်းပြမယ်ဒီမှာအခုမြင်နေတဲ့တန်းလုံးတောင်တန်းတွေကြီးပဲကျွန်တော်တို့ဒီမှာတော့မှရာသီဥတုရလဲဒါကဲလုံးဝအဆင်ပြေတယ်အေးစေးအနားကြီးလို့အဆင်ပြေတယ်ဒီဘက်မှာဆိုရင်သူတို့ဘောက်တွေဖွင့်ပေးတာဒါကတော့ရေကူးကန်ပေါ့နော်ကလေးတွေအတွက်ကျွန်တော်တို့တကူတကထားပေးရတယ်ဟိုဘက်မှာချင်းတွေဖွင့်ပေးထားတယ်ပေါ့နော်ဒီမှာတော့ကော်ဖီဆိုင်လေးလိုရှိသေးရပေါ့နော်ဒီဘက်မှာဆိုလဲတကယ်မိုက်တယ်တကယ်ကြိုက်တယ်ဒါပေမဲ့အခုဗီဒီယိုကျွန်တော်ခုနပြောခဲ့သလိုပဲ73မိုင်ကတော့စပွန်ဆာမပေးထားဘူးနော်ဒါပေမဲ့ကျွန်တော်ရောက်ရှိနေတဲ့ဥစ္စာလေးကိုကျွန်တော်မှတ်တမ်းတစ်ခုတင်ထားပါတော့မှတ်တမ်းဖြင့်ရိုက်ရှိထားတယ်ဒါပြီးရင်ကျွန်တော်နောက်နေ့အခုလိုအချိန်မှာနောက်နေ့2025 2026ကျရင်အခုလိုအချိန်ရောက်သွားကျွန်တော်ဘာတွေလုပ်နေဘလို့ improvement တွေရလာမလို့ဘလို့တိုးတက်မှုတွေရှိလာမလို့ဘာတွေကပြောင်းလဲသွားပြီဆိုတော့အခုလိုဗီဒီယိုလေးတွေကကျွန်တော်ဘယ်လိုပြော memory recap လုပ်စေတယ်ပေါ့နော် memory recap အဓိကတော့ဖြစ်စေတယ်အနေနဲ့ကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးတွေရိုက်ထားတာပဲဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်ရှေ့အောင်ကြည့်ကော်ဖီဆိုင်လေးလိုပုံစံမျိုးလေးလုပ်ထားတယ်ဒါပေမဲ့အခုလက်ရှိတော့မပွင့်သေးဘူးပေါ့နော်ဟိုဘက်မှာဆိုရင်ပိုရှူကင်းပိုလာတယ်ကျွန်တော်ဟိုဘက်ထိခေါ်တော့မယ်ဟိုဘက်ကတကယ်ရှူကင်းပိုလာတယ်ချောင်းရင်တောက်လျှောက်ပဲဗျာမိုက်တယ်ဗျာဒီဗီဒီယိုကျွန်တော်တို့အဆုံးထိကြည့်လားမကြည့်လားတော့ကျွန်တော်ရဲ့ပရိသတ်ခေါ်မယ်ထင်တယ်ကျွန်တော်ရဲ့ပရိသတ်တွေကျွန်တော်အားပေးနေလူတွေတော့မသိပေါ့နော်ဒါပေမဲ့ဒီမှာတော့ရှူကင်းနဲ့စောင်းရဲမိုက်တယ်တကယ်ကြီးပါဗျာဒီမှာကြည့်လိုက်ပါဦးဗျာဟိုအားခါလည်းကြော်လဲပါအောင်မယ်တောင်းတန်းနေတယ်ကြည့်ကျွန်တော်တော့မြင်ရတဲ့ရှူကင်းကိုတွေ့ရလားမသိတောင်းလေးပက်လေတောင်းလေးပက်လေဝိုင်းနေဒီဘက်မှာဒီနားမှာဆိုတာရှေးရဟိုဘက်ကိုစီးသွားတယ်ပေါ့နော်ကျွန်တော်ဟိုဘက်ကိုတည်လာတယ်ဒီပေါ့နော်ဟိုဘက်မှာဆိုပူကျေတယ်ဗျဟိုတော့တောင်းနေတဲ့ပုံများတယ်ပူကျေတယ်ပြင်မိုက်တယ်ဒီလိုရှူကင်းလေးတွေနဲ့နီးစပ်ချင်တော့ဒါကတော့ကျွန်တော်73မိုင်မှာရှိတယ်အေးဆေးလာနာယူလို့ရတယ်နည်းနည်းတော့နေရာဖြစ်ကျွန်တော်တို့မန္တလေးက direct လာတာဆိုတော့နည်းနည်းလေးတော့ဝေးတယ်ဒါပေမဲ့ပင်မအကျိုးနဲ့ပါတယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ဗီဒီယိုရင်ဗီဒီယိုတွေလောက်ပဲချိန်နေအများကြီးပြီးလို့ရှင်ဘူးedit တွေလည်းမလုပ်ချင်ဘူးကျွန်တော်ဒီတိုင်းလေးပဲ direct ရိုက်မယ် direct ကျွန်တော်ရဲ့ YouTube တို့မဟုတ် Facebook TikTok အစရှိတဲ့ social media မှာကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးကို sharing လုပ်ပြသွားမယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးကြည့်ဆိုင်ကြပါကိုအိမ်မိုက်တွေကိုကောင်းတယ်ကိုလည်းကြိုးစားကြပါလို့ပြောရနေပဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ